ယေရှုသိခြင်းအကြောင်းတရားတွေလည်းယေရှုသိတယ်ဆိုတာကိုလက်ဆောင်ပြတာသူတော်ကောင်းရဲ့အမှန်တရားလက္ခဏာအဖြစ်ဖြင့်သုတ်တန်တစ်ခုမှာဟောကြားတယ်မင်္ဂလာသုတ်တန်မှာကြတော့ကောင်းကျိုးချမ်းသာမင်္ဂလာတွေကိုဖြစ်ပွားစေနိုင်တဲ့အကြောင်းတရားအဖြစ်ဖြင့်ဟောကြားတာဟုတ်ကဲ့ယေရှုသိခြင်းဆိုတဲ့စကားလုံးမှာပါဠိနဲ့ဆက်နွယ်ပြီးတော့နေတဲ့စကားလုံးတစ်ခုလို့ယေရှုလို့ဆိုတဲ့စကားလုံးကပါဠိလိုကတိညူဆိုတဲ့စကားလုံးကနေပြီးတော့ယေရှုလို့ဘယ်လိုလုပ်ပြီးတော့မြန်မာစကားဖြစ်လာတယ်လဲလို့ဆိုတဲ့အခါအိန္ဒိယမှာအသုံးပြုတဲ့ဘာသာစကားကတကိုသူတို့ကရရထည့်ပြီးတော့ခရတလို့ဖတ်တယ်ခရအဲဒီခရဆိုတဲ့စကားလုံးကိုမြန်မာလူမျိုးတွေကကြလို့ဖတ်တယ်နော်အဲဒီခရတဆိုတာဒီစုံတယောက်ကကိုယ်ပေါ်မှာတခုကူညီလုပ်กันပေးတာလုပ်กันပေးတယ်ဆိုတာသူစီရနာနဲ့သူလွတ်အပ်ချက်ကိုဖြည့်ဆည်းပေးတာခရတတရားရောက်ကကိုယ်နဲ့ပတ်သက်ပြီးတော့လုပ်กันဆောင်ရွက်ပေးမှုကိုခရတလို့ခေါ်တယ်အဲဒီခရတကိုပဲအိန္ဒိယစကားအတန်နဲ့ဖတ်တဲ့အခါကျတော့ခရတနောက်က new ဆိုတဲ့စကားလုံးကအိန္ဒိယကျတော့ဂျညူလို့ဖတ်တယ်သူတို့ကဂျညူလို့အိန္ဒိယနိုင်ငံမှာသုံးတဲ့စကားလုံးဂျညူအဲ့ဒါနှစ်ခုပေါင်းလိုက်တဲ့အခါကျခရတဂျညူလို့ဒီလိုဆိုတဲ့စကားဂျညူဆိုတဲ့စကားကိုဗမာတွေကျတော့ဇူလို့ပဲဖတ်လိုက်တာပေါ့ဂျညူလို့မဖတ်တော့ဇူလို့ပဲဖတ်တယ်အဲ့လိုဖတ်ရင်ကနေပြီးတော့ continue သို့မဟုတ်ပါဠိစကားဆက်စီ continue ဆိုတဲ့စကားလုံးဟာမြန်မာစကားကျေးဇူးဆိုတဲ့အတန်ဘက်ကိုပြောင်းလာတယ်လို့ဒီလိုပြောကြတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျေးဇူးဆိုတာပါလေလို့ဆိုရင်ဒီစုံတယောက်ကကိုယ့်ပေါ်မှာကုညီဆောက်ရှောက်ဖို့တာလောက်ကံပေးဖို့တာကိုယ်မှာအကျိုးဖြစ်စေမဲ့အရာတစ်ခုဖြစ်ပေါ်စေခဲ့တာသူရဲ့လှုပ်ဆောင်မှုကိုအသိမှတ်ပြုခြင်းသိခြင်းကိုပဲယေရှုသိခြင်းလို့ပြောတာဒီတရားကကိုယ့်ဘောကိုလှုပ်ပေးတာအသိမှတ်ပြုတယ်အဲ့တော့အသိမှတ်ပြုတယ်ဆိုတာဒါအမှန်မှအရေးကြီးတယ်လောကလူတွေကအသိမှတ်မပြုတဲ့ပုဂ္ဂိုလ်တွေများတယ်နော်အသိမှတ်မပြုဘူးဆိုကြတဲ့ကမသိတာလည်းပါမသိဘူးဆိုကြတဲ့အကောင်းမဖြစ်နိုင်ဘူးသိတယ်ဆိုတာလိမ္မာရင်ကျေးဇူးတို့ရဲ့အရေးချင်းတစ်ခုပဲနော်သိတာနဲ့မသိတာဒီနှစ်ခုပါမသိဘူးဆိုတာမောဟသိတယ်ဆိုတာပညာဘာကိုပဲသိတယ်ဆိုတဲ့ဟာကတိုးတက်မှုတစ်ခုတန်ဖိုးရှိတဲ့အရာတစ်ခုအဲ့တော့ယေရှုကိုသိတယ်ဆိုတဲ့နေရာမှာကိုယ်ပေါ်မှာဒီစုံတူကအကျိုးဖြစ်ထွန်းအောင်တိုက်ရိုက်ဖြစ်စေပယ်ဝဲရိပ်ဖြစ်စေကိုယ်ပေါ်မှာကုညီဆောက်ရှောက်ခဲ့တဲ့ယေရှုတရားကိုဒီအတိအမှတ်ပြုတယ်သိတယ်ဆိုတာဒီကလေးကိုစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့နှလုံးသားထဲမှာရှိတဲ့သဘာဝတရားတစ်ခုဒါကြောင့်မို့မြတ်စွာဘုရားကယေရှုသိတယ်ဆိုတာဟာတဲ့သူတော်ကောင်းတွေရဲ့အရေးချင်းတစ်ခုပဲလူတော်လူကောင်းမှဒီလိုသူတယောက်ရဲ့ယေရှုပြုမှုကိုအသိမှတ်ပြုတာအဲ့ဒါလိုလုံးဝအသိမှတ်မပြုဘူး
တချို့တော့အတိမပြုတယ်လုံးဝအတိမမပြုဘူးဆိုတဲ့ပုဂ္ဂိုလ်ကြောင့်မသိဘူးမပြုဘူးဆိုရင်မသိတဲ့ပုဂ္ဂိုလ်လည်းတော့ဘာမှအတိမမပြုတော့သူဘာမှမသိတဲ့ပုဂ္ဂိုလ်အဲ့တော့မသိတဲ့ပုဂ္ဂိုလ်ဆိုတာသိတဲ့ပုဂ္ဂိုလ်နဲ့မသိတဲ့ပုဂ္ဂိုလ်မတမခွာချသိသူနဲ့မသိသူဟာမခွာချဘယ်အရာကိုပဲသိတဲ့တန်ဖိုးကအမှန်မှချင်းလောကလူတွေဟာချင်းချင်းအပြန်အလှန်မြင့်တင်းပြီးတော့အသက်ရှည်ကြတယ်အသက်ရှည်ကြတဲ့အခါကျတူကျေစုတူမှာလို့ပြောချတယ်ကျေစုတရားဆိုတာအတိအသီးလူတိုင်းမှာရှိနေတတ်တယ်အဲဒီလိုတယောက်ကစတင်ပြီးတော့ကုညီတဲ့ဆောက်ရှောက်တယ်တစ်ဖက်သားရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတယ်ဆိုတာအဲ့ဒီပုဂ္ဂိုလ်ရဲ့အနန္တမှာဘာဖြစ်တာလဲဆိုမေတ္တာဖြစ်တာသူ့ရဲ့ယဉ်တဲ့နှလုံးထဲမှာရှိတဲ့မေတ္တာဟာတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်ကလေးအာရောဒအမုန်းကင်းစင်ပြီးတော့တစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့သဘောလေးအဲ့ဒီတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့သဘောထားကိုလေမိတ်ဆွေရဲ့စိတ်ဓာတ်မေတ္တာလို့ပြောတာနော်မိတ်ဆွေဆိုတာတုံးနဲ့တူမေတ္တာတုံးဝင်ပြီးတော့ခင်မင်းတို့အချင်းချင်းမိတ်ဆွေအဲ့ဒီမိတ်ဆွေတွေရဲ့စိတ်ဓာတ်မျိုးအဲ့ဒီမိတ်ဆွေရဲ့စိတ်ဓာတ်မျိုးမေတ္တာလို့ဒီလိုခေါ်တာဒီစကားလုံးအဲ့တော့တစ်ခါကကြည့်မယ်ဆိုတော့မေတ္တာဆိုတာဘာလို့ဆိုရင်အဘိဓမ္မာသဘောအရကြတာဒေါသကိုဖယ်ရှားပြစ်နိုင်တဲ့သို့မဟုတ်အမုန်းတရားကိုဖယ်ရှားပြစ်နိုင်တဲ့အာဒေါသလို့ဆိုလို့သဘာဝတရားတစ်ခုအဲ့ဒီအာဒေါသဆိုအမုန်းကင်းစင်တဲ့သဘာဝတရားမေတ္တာတရားကိုယ်ရင်တဲ့နှလုံးထဲမှာရှိလာပြီဆိုလို့ရှိရင်မြင်လို့ကိုဖြစ်စေသူကစတင်ပြီးတော့ကုညီဆောင်ရွက်ပြီးဖို့ကျေစုပြုဖို့ဆိုတာတစ်ဖက်သားရဲ့လိုအပ်ချက်ကိုကြည့်ပြီးတော့ဖြည့်ဆည်းပေးဖို့စိတ်ဓာတ်လေးတွေပေါ်လာတယ်အဲ့ဒီလိုစိတ်ဓာတ်ကိုအကြောင်းပြုပြီးတော့ကတ္တတစ်ခုလုပ်ပေးတယ်ဆိုတာဖြစ်လာတယ်အဲ့တော့တမန်အားဖြင့်ဖြစ်တာအဲ့ဒီလိုစိတ်ဓာတ်ကိုအရင်ခံပြီးတော့လုပ်ပေးတဲ့ဟာအမှန်တမ်းတန်ဖို့ရှိအဲ့နောက်ပိုင်းကျတော့အဲ့ဒီလိုစိတ်ဓာတ်မဟုတ်ဘဲနဲ့တစ်စုံတစ်ခုကိုမျှော်လင့်ပြီးတော့လုပ်ပေးတာရောမရှိဘူးလားဆိုရှိတယ်အဲ့ဒါကြတော့တန့်စင်တဲ့ဟာမဟုတ်ဘူးကဟန်ဆောင်တာလို့ဖြစ်သွားတယ်အဲ့ချက်နော်ကိုယ့်ရဲ့အတွင်းနှလုံးသားကိုဒီဖုံးကွယ်ရှုပ်ဝဲထားပြီးတော့အပြင်ပန်းအနေနဲ့ဒီမေတ္တာရှိသူတို့ရဲ့ပြုမှုဆောင်ရွက်မှုကိုလုပ်တယ်လို့ဆိုတာဒါကြတော့ဟန်ဆောင်တာလို့ဒီလိုတွေရတယ်နှလုံးသားတန့်စင်မှုမရှိတဲ့အတွက်ကြောင့်သူ့ရဲ့ပြုမှုမှုကြောင့်တစ်ဖက်သားဟာကြိုးရှိသွားတော့လေအဲ့ဒီစတင်ပြုလုပ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာနှလုံးသားထဲမှာတန်ရှင်းမှုမရှိတဲ့အတွက်ကြောင့်သူကတော့မေတ္တာခင်းလေးရဲ့ဟန်ဆောင်ပြုလုပ်ခြင်းလို့ဒီလိုပဲသိတယ်နော်အဲ့တော့သူ့အတွက်တော့အကျိုးမရှိဘူးသို့တော့ဘယ်လိုပဲလုပ်လို့တစ်ဖက်သားအတွက်ကောင်းကျိုးချမ်းသာဖြစ်စေတဲ့အလုပ်ဆိုရင်တစ်ဖက်သားမှာတော့အကျိုးရှိသွားတယ်အခုဆိုလိုတာကဟိုတစ်ဖက်သားနဲ့တဦးဆိုပါစို့တဦးကတကယ်မေတ္တာနဲ့လုပ်တယ်နောက်တဦးကဟန်ဆောင်ပြီးတော့လုပ်တယ်အဲ့တော့ဉာဏ်နဲ့တစ်ဖက်သားကသူလုပ်ပေးတာကိုရအဲ့လိုရတဲ့အခါသူ့အနေနဲ့ကတော့တဦးလုံးကိုပဲကျေးဇူးတင်ရမယ်ပေါ့ရှိတယ်သူ့ရဲ့လောက်ရကြောင့်ကိုယ်မှာအကျိုးဖြစ်ထွန်းလာတယ်တဦးလုံးကိုကျေးဇူးတင်ရနောက်တော့ဆိုသူ့အနေနဲ့ကဘယ်လိုပဲလုပ်ပြီးရလာတဲ့အကျိုးကသူခံစားရတာဟုတ်ခံစားရတာကိုအကြောင်းပြုပြီးသူ့အနေနဲ့ကတော့မေတ္တာနဲ့လုပ်ပေးတယ်သို့မဟုတ်တခြားနည်းနဲ့လုပ်ပေးတယ်လို့တွက်เสียမလို့ကိုယ့်ကိုယ်မှာကောင်းကျိုးချမ်းသာရအောင်ဆောင်ရွက်ပေးလို့ရှိရင်ဒါကျေးဇူးတင်လိုက်တယ်လို့ပဲပြောပါတယ်။ဘာလို့လဲဆိုတော့ဟုတ်ပါမလားဒီလိုဟုတ်တယ်ရှိမြတ်စွာဘုရားကတက်ရှိတတ္တဝါအချင်းချင်းတောင်မကဘူးတစ်ပင်တစ်ပင်အောက်မှာတဲ့အရေးခိုဘူးလို့ရှိရင်တဲ့အဲ့ဒီတစ်ပင်ကကိုယ့်ကိုအေးမြစေ
အေးမြစေလို့အဲ့ဒီတက်ပင်ကခုကိုအေးမြအောင်လုပ်ပေးတဲ့ခြေစွတရားကိုသိရမယ်လို့ဒီလိုတော့ပြောတယ်နော်ဆိုလိုတာကတော့ကိုယ့်ပုံမှာအကျိုးဖြစ်အောင်လုပ်တဲ့ဟာသက်ရှိတတ်တဲ့ဒီကခတ်သိမ်းခြေစွတင်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ရှိတယ်အတိတ်မှပြုတဲ့သဘောကိုပြောတာနော်ဒီမှပြုတာကိုယ့်အတွက်အကျိုးဖြစ်ထောင်းလာလို့ဆိုဒီမှပြုတော့အဲ့ဒီပါသာစာပေကျမ်းကနေမှာတိုက်ရရှိတယ်ယတ္တရုက္ခတသာယာယနိတိထေယတရေယပါတပင်ရေလေးမှာကိုထိုင်းနေဘူးတယ်အိတ်နေဘူးတယ်အဲ့ဒီတပင်ရေကလေးကကိုယ်ကိုအကျိုးပြုခဲ့ဘူးတယ်အကျိုးပြုခဲ့တဲ့တပင်နတ္တတအာခံစိတ်လေးရအဲ့ဒီတပင်ရဲ့ဒီအခက်ကိုအလဟတမချိုးဖက်ပြရဘူးအဲ့လိုချိုးဖက်ပြရင်ဘာဖြစ်လဲဆိုမိတ်ဆွေကိုပြမရရောက်တယ်ဒါလည်းပဲသဘာဝတရားတွေတုံ့ပြန်မှုဆိုတာရှိတတ်တယ်နော်ဒီနေ့ခေတ်လူတွေဟာအစင်းစားကြလို့လူနဲ့လူပတ်ဝန်းကျင်ဆိုတာရှိတယ်လူတွေအသက်ရှင်သန်နေတာဘာကြောင့်လဲလို့ဆိုတာအပြန်အလှန်ကြည့်လိုက်လို့ဆိုလို့ရှိရင်ဘာဝတောတောင်ရေးမြေတွေဟာလူတွေအသက်ရှင်ဖို့အတွက်ထောက်ကူအများကြီးပေးလူထောက်ကူပေးလို့ဆိုဒါအများကြီးကိုသိပ္ပံဆရာကြီးပြောတာတော့အများကြီးပေါ့နော်သူကကိုချက်ချီးဖို့ရဒီတစ်ပင်တွေကလူတွေအသက်ရှင်ဖို့အတွက်အမှန်တန်မိုးရှိတဲ့အောက်ဆီဂျင်တွေပေးတယ်လို့နောက်တစ်ပင်တွေကိုအမိပြုပြီးတော့လူတွေတောက်သုံးဖို့ရေရရှိစေတယ်မိုးကိုရွာချစေရေကိုရရှိစေတယ်တစ်ပင်တွေရှိခြင်းအပြင်ယာတိဥရုကိုထိမ့်သိမ့်ပြီးတော့ပြညာစေတယ်ဒီလေးခေတ်ကဒါတွေကိုအတိမတ်ပြုလာတယ်အတိမတ်ပြုလာတဲ့အတွက်ကြောင့်ဘာတွေလောက်လာကြတော့ဆိုပတ်ဝန်းကျင်ထိမ့်သိမ့်ဆိုပြီးတော့လောက်လာဒါတကယ်ပြောမယ်ဆိုလို့ရှိရင်လူနဲ့ပတ်ဝန်းကျင်ဆိုတာဆက်ဆက်ပြီးတော့အဲ့လိုဆက်ဆက်ပြီးနေလို့မြတ်စွာဘုရားကကြည့်နေဘုရားတော်မှာပဲဝိဖွားတဲ့အချိန်တုန်းကလည်းတပြည့်အောင်မွေးတယ်တော့ထွက်ပြီးတရားကျင့်တဲ့အခါမှာလည်းတပြည့်အောင်မပဲတရားကျင့်နောက်တစ်ခါဒွေစကြတရားဟောတော့လည်းတပြည့်အောင်မပဲဟောတာဟောရမှာဟောနေတဲ့ထိုင်တဲ့အခါမှာလည်းစေတဝတ္တလို့ဆိုပြီးတောကြီးထဲမှာပဲနေတာရတော့အပြင်မြတ်စွာဘုရားတပြည့်အောင်မပဲဒါကြောင့်မို့လို့တောထတရားအထုပ်ဖို့ရညွှန်ကြားတဲ့နေရာတိုင်းမှာဒုက္ခမူလကတောဝါဆိုတာပြည့်ပြည့်ရင်ရောက်နေတဲ့အခါမှာဖြစ်စီအဲ့ဒီလိုပြည့်ပြည့်ကိုတန်ဖိုးထားတဲ့သဘောတွေကအမှန်တမ်းထင်ရှားတယ်။အခုပြိဋိဘဆံမလည်းပြည့်ပြည့်အောင်ပါဆိုတော့ရသော်ဘုရားဘဝနဲ့ဒီပြည့်ပြည့်ရဲ့တန်ဖိုးပြည့်ပြည့်ရဲ့အကျိုးပြုဆက်ဆက်နေတယ်။တစ်ဖက်ကကြည့်မယ်ဆိုရင်ရသော်ဘုရားဟာဒီကဘာဝပြည့်ပြည့်ရဲ့တန်ဖိုးကိုအမှန်တမ်းအတိအမှတ်ပြုတယ်လို့ပြောတာသာသနာပေါင်းဝင်လာတဲ့ယဟန်တစ်ပါးကိုလည်းမြတ်စွာဘုရားဘယ်လိုညွှန်လို့ဆိုခဏခေတ်ထီအောင်ပဲဒုတစ်ပါးယဟန်ခံတဲ့ပုဂ္ဂိုလ်ကြီးကြားဘူးရုက္ခမူလသေနာတနာနေတယပပိစ္ဆာတဲ့တပည့်ရည်ဒီဟူသောအကြောင်းကိုဒီတင်းနေထိုင်ဖို့ယဟန်ဘုရားခွင့်ပြုတာဒါကြောင့်မို့တပည့်အောင်မှနေနိုင်အောင်ကြိုးစားလို့ဒီလိုဆိုတာအသက်သက်ဆုံးနေနိုင်အောင်ကြိုးစားပါလို့ဒါတစ်ပင်ကိုတန်ဖိုးထားတဲ့အတိတ်ပဲလို့ဒီကနေ့ခေတ်မှာကျတော့လူတွေဟာဒီခြေစွတရားတွေကိုမေ့လျော့တစ်ပင်တွေကိုခုတ်လဲပြကြတဲ့အခါကိုယ့်ကိုအကျိုးပြုနေတဲ့အရာတွေကိုဖျက်ဆီးပြလိုက်တော့အားဖြင့်ကိုယ့်ကိုအကျိုးပြုနိုင်တဲ့အရာတွေဟာပျောက်ကွယ်သွားပြီးတော့အကျိုးမပြုနိုင်တဲ့အရာတွေဖြစ်ပေါ်လာပြီးကိုယ့်အကျိုးပြုနိုင်မဲ့မပြုတဲ့အရာတွေဟာရှေ့တန်းရောက်လာပြီလူတွေဟာဒုက္ခရောက်လာကြတယ်ဆက်ဆက်မှုလေးကိုပြောပြနော်
ဆက်ဆက်မှုပြောပြရေရာကပဲဖြစ်ဖြစ်ကိုယ်ပေါ်မှာကောင်းကျိုးချမ်းသာဖြစ်ပွားစေတတ်တယ်ဆိုတာတွေကိုအားလုံးအသိမှတ်ပြုထားတာဟုတ်ဒါဆိုဗျာဟောတဲ့ပစ္စည်းလေးပါစားစရာရေဝတ်စရာရေနေစရာရေမကြမ်းမမှန်စေဝါရေဒီလေးမျိုးကိုပစ္စယလို့ခေါ်တယ်ပစ္စယကိုမြန်မာတွေကပစ္စည်းလို့ပစ္စယရဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်အသက်ရှင်ဖို့အတွက်ထောက်ပံ့ကူညီထားတဲ့အရာများလို့ပြောတာလူဟာစားစရာမရှိရင်လည်းအသက်ရှင်မှာမဟုတ်ဘူးဝတ်စရာမရှိဘူးဆိုရင်အသက်မရှိမှာနေစရာမရှိဘူးဆိုရင်အသက်မရှိမှာမကြမ်းမမာရင်ဆေးဝါးဆိုတာမရှိဘူးဆိုရင်အသက်မရှိမှာဒါတော့လူ့ဘဝမှာအဝတ်တဲဆိုတာအပူဒဏ်အေးဒဏ်ကာဝယ်ဖို့ဒါဖြင့်ဘုရားရှိခိုးနေတဲ့ပုဂ္ဂိုလ်တွေဝုန်းဝုန်းတဲ့ပုဂ္ဂိုလ်တွေရောဆိုသူတို့လည်းအေးတဲ့အချိန်မှာကာဝယ်လို့လုပ်ရတာမလို့ရင်အသက်ရှင်မှာလူမပြောနဲ့တိရစ္ဆာန်တွေတောင်မှပဲသဘာဝကနေပြီးတော့အဝတ်တစ်ဖက်ကာကွယ်ပေးထားတာလေဒီတောင်ပိုင်းနိုင်ငံတွေအပူဒေသတွေမှာရှိတဲ့တိရစ္ဆာန်တွေဟိုးမြောက်ဝေရိုးဆောင်ကရေခဲပြင်တွေမှာရှိတဲ့တိရစ္ဆာန်တူရမယ်သဘာဝပေးတယ်ဟိုကအမွှေးဝါးကြီးတွေဖြစ်လာဒီဘက်ကျတော့အမွှေးလုံးကြီးတွေဖြစ်လာဒါသူ့သဘာဝနေပြီးတော့ညောင်လုပ်ပြီးတဲ့သဘောမျိုးကံတရားရဲ့အဓိပ္ပာယ်အဲ့တော့လူတွေကြတဲ့အခါကျတော့ကြည့်အဝတ်ရဲ့အကူအညီနဲ့မင်းတို့ထွေးတွေဆောင်းရည်ဆိုရင်ရွေတဲ့အဝတ်၊ရွေရည်ဆိုရင်အေးတဲ့အဝတ်ဆိုပြီးဘုရားသဘာဝရဲ့အန္တရာယ်တွေကိုအကာအကွယ်ဖြစ်ပြီးအသက်ရှိဖို့အတွက်လုပ်ကြအောင်။ဘာပဲဖြစ်ဖြစ်ဆောလိုတာဟာလူတွေဟာအထောက်ပံ့ဆိုတော့ပစ္စယဆိုတာရှိမှလက်ရှိနိုင်တယ်။ဒါကြောင့်မြတ်စွာဘုရားကဥပနိဒေယပစ္စယောဆိုပကတုပနိဒေယတတ္တိကိုဟောတဲ့အခါမှာဥဒုပိဘောဇနံပိတေနာသနံပိဥပလောပိဥပနိဒေယပစ္စေနပစ္စယောယာတိဥဒုဟာလည်းအားကောင်းတဲ့အထောက်ပံ့တစ်ခုပဲအစာအာဟာရလည်းအားကောင်းတဲ့အထောက်ပံ့ပဲအဲ့ရနေရာကလည်းအားကောင်းတဲ့အထောက်ပံ့ပဲပုဂ္ဂိုလ်ကလည်းကိုယ်နဲ့ဆက်သွယ်နေကြတဲ့ပါဝင်ခြင်းပုဂ္ဂိုလ်တွေလည်းအားကောင်းတဲ့အထောက်ပံ့ပဲလို့မြတ်စွာဘုရားအပြီးမှပြုပြီးဒီလိုဟောတာအဲ့တော့ဘုန်းကြီးတို့လည်းပဲစဉ်းစားကြည့်ရဆိုရင်တို့ကတယောက်တည်းနေတာပါဝင်ခြင်းရဲ့ခြေစူးတွေနဲ့နေရအဲ့ဒါကို24ပစ္စည်းမှာပစ္စည်းဆိုတာခြေစူးပြုတာလေးပစ္စည်းခေါ်တာပဲခြေစူးပြုတယ်ဒီပြည့်နေရာကျတော့လူတွေကပစ္စည်းလို့ပြောလိုက်တာပေါ့ပစ္စည်းဆိုတဲ့စကားလုံးကခြေစူးပြုတယ်24ပစ္စည်းဆိုတာခြေစူးပြုတဲ့အကြောင်းတရားတွေကိုပြောတာလေလူတွေသုံးတဲ့ပစ္စည်းဆိုတာလေဘာလို့အသက်ရှင်ဖို့အတွက်သူအကြောင်းပြုထောက်ပံ့ပေးတာလို့ခေါ်တာပစ္စယဆိုတာအကျိုးကိုဖြစ်ထွန်းစေတာပစ္စယလို့ပြောတာနော်ဘာပဲဖြစ်ဖြစ်လူသုံးဖို့ပစ္စည်းတွေကလည်းတနည်းမဟုတ်တနည်းနောက်ဆုံးမှာဒီအသက်ရှင်ဖို့အတွက်မဟုတ်ဘူးပျော်ရွှင်ဖို့ဆိုတာလည်းပဲတစ်ဖက်တစ်လမ်းကဒရိုက်အကျိုးပြုတာမဟုတ်ဘူးနော်ဆင်းပွားပြီးအကျိုးပြုတာတွေလည်းခုခေတ်တော့အများကြီးဖြစ်ပါတယ်နော်ဆင်းပွားပြီးအကျိုးပြုလူကပျော်ဖို့လည်းလိုအပ်တယ်ဆိုတော့ပျော်ရွှင်မှု entertainment တွေလုပ်လာကြတယ်ပေါ့နော်အဲ့တော့အဲ့ဒါလည်းပဲတိုက်ရိုက်မဟုတ်တော့အထောက်အကူဖြစ်စိတ်ပြောလာတဲ့အခါကျတော့လုံးနိုင်ကိုင်းနိုင်ဖြစ်လာတယ်ပေါ့လေဒီလိုသဘောတွေပေါ့အားလုံးဟာထောက်ကူအဲ့ဒီလိုရပ်တည်နေရတယ်လို့ဆိုသဘာဝကြီးကိုစဉ်းစားကြည့်လို့ရှိရင်ငါဟာအဝိဇ္ဇာရဲ့အထောက်ပံ့နဲ့ငါအသက်ရှင်နေရတာပါလားလို့ဆိုတော့အဝိဇ္ဇာတစ်ခုလုံးပေါ်မှာကျေးဇူးတင်တတ်တာဒါတွေရှိမှငါအသက်ရှင်နိုင်မှာလားလို့သဘောပေါက်လာကဲအဲ့ဒီထဲမှာပို့ပြီးတော့သဘောပေါက်လာလို့ရတယ်မိသားစုတစုနေကြတော့အဲ့ဒီမိသားစုကဘယ်သူကပေါက်ဖွာလာတာလဲဆိုမိဘနဲ့မှပေါက်ဖွာလာမိသားစုတစုရောက်လာဆိုမိဘနဲ့ပါပေါက်ဖွာလာအဲ့မှာအမေရှိတဲ့ဖေရှိ
အဲ့ဒီအမေကိုအကြောင်းပြုပြီးတော့သားရှိတယ်သမီးရှိထိုသားသမီးတွေကပေါင်းနှမဖြစ်လာစားတူရီတော်မိဘကမလို့ပါလာဆိုတော့အဲ့ဒါနဲ့ပဲပထမဆုံးကအမေနဲ့အဖေနောက်တစ်ခါကျတော့ညီကိုမောင်နှမတွေနောက်ကြတိုးချဲ့လာတဲ့အခါတူမတွေကြီးတွေဒီလိုဟာမျိုးတွေဖြစ်လာမိသားစုကြီးကကြီးထွားလာကဲအဲ့ဒီထက်ပဲကျေးဇူးတရားကိုလိုက်ပြီးတော့ရှာလိုက်ကြရှာလိုက်တဲ့အခါကျတော့အမေကိုမာတာလို့ခေါ်တယ်ဒီစကားလုံးကအလုံးကတူတူပဲသွားတယ်အတော့ကိုကဘာလူသားတွေငွေတော့ကမိသားစုကြီးတစ်ခုကပေါက်ပါလာတယ်ဆိုဖြစ်နိုင်တဲ့အနေထားရှိရှင်ကြီးတောတောင်ဒေသအလိုက်လူတွေဟာအယောင်ပြောင်းသွားကြတာတို့အတွေ့အခေါ်တွေပတ်ဝန်းကျင်ရဲ့အောက်မှာကြီးပြင်းကြရလို့အမျိုးမျိုးလူမျိုးတွေအသီးသီးကွဲပြားသွားကြတယ်အဲဒီမှာပါဠိဘာသာကမာတာလို့ခေါ်ဒီကနေ့ကဘာလုံးလို့ပြောနေတယ်အင်္ဂလိပ်စကားကျတော့မာသာဆိုအဲ့ဒါမှနေဆက်တယ်မာတာနဲ့မာတာအတန်တော်လေးပဲဒီလိုပဲကြွားသွားအဲ့တော့အင်္ဂလိပ်မာသာဆိုတာတော့ဘယ်လို definition ပေးတယ်ဆိုပါဠိဘာသာမာတာကြတော့ပုတ္တံမာလေးတိတိမာတာလို့အဓိပ္ပာယ်ရသာတတိပေါ်မှာမျက်မျက်နှုံနှုံချင်းချင်းနာနာဆောင်းလျှောက်တဲ့မိခင်လို့ဒီလိုအဓိပ္ပာယ်ရတယ်နော်တခါဖခင်ကြတော့ပိတာလို့ခေါ်တယ်အင်္ဂလိပ်လို father မန္တမနေဆိုင်အဲ့တော့ပိတာရဲ့အဓိပ္ပာယ်ကဘာလို့ဆိုပုတ္တံပါတိရက္ခတိပိတာဖခင်ဆိုတဲ့ပုဂ္ဂိုလ်အန္တရာယ်မကျရောက်အောင်ကာကွယ်တဲ့နေရာမှာသူကအထီးကာကွယ်ရေးကိုသူကတာဝန်ယူတဲ့ပုဂ္ဂိုလ်နော်ဟိုဘက်ကပြန်လို့တဲ့ပုဂ္ဂိုလ်ဒီဘက်ကကာကွယ်တဲ့ပုဂ္ဂိုလ်ဒါနှစ်ဦးနှစ်ဝလူသားတွေမကြည့်တဲ့တိရစ္ဆာန်တွေကြည့်မယ်ဆိုအဲ့တန်နော်တိရစ္ဆာန်အထီးကအန္တရာယ်မရှိအောင်ကာကွယ်ပေးတာအမကသားသမီးကိုသူကကိုယူရမွေးပြီးပြီတိရစ္ဆာန် family ကိုကြည့်မယ်ဆိုတာအဲ့ဒါတွေ့အဲ့တော့လူသားဖြစ်တဲ့ family တွေကြတော့မိသားစုတွေကြတော့ဒီတဲ့အသိဉာဏ်ရှိဒီတဲ့ပုံမွန်နဲ့အရေးချင်းတွေရှိမှာပေါ့နော်။ဘာပဲဖြစ်ဖြစ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သာသမီပေါ်မိဘနှမကထားခဲ့တဲ့ဒီမေတ္တာကျိုးစီးပွားကိုလိုလားတဲ့မေတ္တာလောကီယာမှာတန်းဆင်ပြီးတော့မိမိရဲ့သားသမီးအသက်ရှင်ဖို့အတွက်အများကြီးအထောက်အကူပြုတယ်ဆိုတာရှင်ပါဆောင်ရှိခုနပတ်ဝန်းကျင်ကအထောက်အကူပြုတာအသက်ရှင်ရတယ်လူတယောက်ဟာအသက်ရှင်ဖို့ဒီနံပါတ်1အမေလေးရဲ့ခြေဆုပ်ပြုမှုပို့ပြီးတော့အရင်ကြဒါကြောင့်မြတ်စွာဘုရားကမိဘနှစ်ဦးစလုံးကိုပေါင်းပြီးတော့ဘယ်လိုဟောတော့ဆိုဘဟုပကာရဘိက္ခုမာတာပိတရောပုဒ္ဒနာမိဘနှစ်ပါးဟာတဲ့သူတို့ရဲ့သားသမီးတွေအပေါ်မှာကျေးဇူးပြုတာအလွန်တရာများတယ်လို့ပြောပါတယ်အသက်ရှင်ဖို့အတွက်အထောက်အကူပြုတာအမှန်တမ်းများတယ်ဒါဘုရားအတိမပြုတယ်ဆိုတာဒါဖြင့်မိဘတွေကသားသမီးတွေပေါ်မှာအထောက်အကူပြုတာဘာတွေတော့မိဘကကိုယ်သားသမီးတွေပေါ်မှာဘယ်လိုကျေးဇူးပြုတာတော့လို့ဆိုတဲ့အခါမှာပြောမယ်ဆိုရင်အများကြီးပဲအဲ့တော့မြတ်စွာဘုရားစကားလေး၃လုံးနဲ့ပြောတာမိဘရဲ့ကျေးဇူးတရားကိုသိတတ်ဖို့စကားလေး၃ခုနဲ့ပဲပြောတယ်အဲ့ဒီ၃ခုကဘာလဲဆိုရင်အာပါဒကတဲ့အာပါဒကဆိုတာအနေနဲ့မကြရအောင်ကာကွယ်ဆောင်ရှောက်ပေးထားခြင်းဟုတ်တယ်လေလူ့ဘဝရလာတဲ့အချိန်မှာကိုယ်ချေကိုယ်လက်ပါပြီမယ်ဘာမှမလုပ်နိုင်တဲ့ဝိကာသကလေးလေးဟာမိဘကမဆောင်ရှောက်နိုင်တဲ့ပြစ်ထားလိုက်မယ်ဆိုရင်တို့အသက်ရှင်နိုင်
အာပါဒကဆောက်ရှောက်တယ်အဲ့ဒီအချိန်ကနေစပြီးတော့အရေးတကြီးကြီးနဲ့ဆောက်ရှောက်လာသူ့ခြေသူ့လက်ကိုအသုံးပြုနိုင်တဲ့အချိန်ဒါလို့ဒီပောတကကျွေးမွေးပေးတယ်တော့မြန်မာနိုင်ငံမှာဆိုမိဘတွေကသားသမီးတွေကိုတစ်သက်လုံးတောင်ကျွေးမွေးထားတယ်ကိုသားသမီးကိုပြောရကြဘူးလေအမေကကလေးလေးလိုပဲအောင်းမိတယ်ဒီကအသက်အရွယ်ကြီးလို့ကြီးရနေတောင်သားသမီးကိုကလေးပဲအောင်းမိတယ်ဟုတ်တော့ကိုဝမ်းနဲ့လွယ်ပြီးတော့မွေးထားတဲ့ကလေးဘလောက်ကြီးတယ်လို့ထင်အဲ့တော့အာပါဒကအသက်ရှင်ဖို့အတွက်အဆောင်ရှောက်ပကာပဲပေးခဲ့တယ်။ပောဒကအသက်ရှင်ဖို့အတွက်ကျွေးမွေးခဲ့တယ်။အဲ့ဒီနှစ်ခုဟာဓမ္မကြီးမားတဲ့ခြေစွတရား။ခုနကပတ်ဝန်းကျင်တဲ့လွန်သွားအောင်ခြေစွပြုတာ။ပတ်ဝန်းကျင်ကခြေစွပြုတာအသက်ရှူဖို့အောက်ဆီဂျင်ရဖို့အေးများဖို့ယာရီဥဝရဖြစ်ဖို့ဆိုရင်ဒါပတ်ဝန်းကျင်ကပေးတယ်။အဲ့ဒီပတ်ဝန်းကျင်ကပေးတဲ့အပြင်မှာမိဘကထပ်ပြီးတော့ပေးတဲ့အာပါဒကအန္တရာယ်မကြရအောင်ဆောင်ရှောက်တယ်။ဩဒကနှုတ်ချုပ်တိုက်ကျွေးအစာရေးစားပေးပြီးတော့ကျွေးမွေးဆောင်ရှောက်ခဲ့တယ်။နောက်ဆုံးတစ်ခုကမြတ်စွာဘုရားဘယ်လိုပြောလိုက်တယ်ဆိုဣမတ္တလောကတ္တဓတ္တိတာဘောဒီလောကကြီးကိုကြည့်ရှုခွင့်ပေးလိုက်တယ်ဆိုလိုတာကလူလောကကြီးကိုရောက်လာခွင့်ပေးလိုက်တယ်ဘဝအတွေ့အကြုံတွေရတော့ဘယ်သူကလမ်းဖွင့်ပေးလိုက်တာလဲဆိုအမေပေးတယ်အဲ့တော့ဒီစကားလုံးကဒီလောကကြီးနဲ့ဆုံတွေ့ပေးလိုက်တယ်ဆိုတဲ့စကားအကြမ်းကြီးမားတယ်တကားဖွင့်ပေးလိုက်တယ်ဆိုတယ်နော်ဒီလောကကြီးနဲ့ဆုံတွေ့ပေးလိုက်တယ်ဆိုဒီလောကကြီးမှာကြုံတွေ့ရတဲ့ကောင်းတဲ့ဟာတွေမှန်တယ်မိဘချစ်စုဒီလိုပညာတတ်ကြီးဖြစ်လာတယ်မိဘချစ်စုစီဝါဥစ္စာတွေတိုးတက်ပြီးချမ်းသာကြွယ်ဝတယ်မိဘချစ်စုကျမ်းမာပျော်ရွှင်တယ်မိဘချစ်စုယာရုတွေရတယ်တရားရမှာအောင်မြင်လာတယ်မိဘချစ်စုတွေတာဒါမိဘဆန္ဒထဲမှာဒါပဲရှိတယ်အဲ့ဒါကြောင့်ဣမတ္တလောကတ္တဓတ္တိတာရောဆိုတဲ့ဒီလောကကြီးကိုပြလူလဲလို့ဆိုပြီးလောကကြီးနဲ့ဆုံတွေ့ပေးလိုက်တယ်အခါတလေလူတွေကကျေးဇူးတင်ကြတယ်လေသူသိချင်တဲ့လူတယောက်နဲ့မိတ်ဆက်ပေးအဲ့ဒီမိတ်ဆက်ပေးတာကျေးဇူးတင်တာဘယ်သူကမိတ်ဆက်ပေးလို့မိတ်ဆက်ပြရတယ်ကိုကြီးတွေရကျေးဇူးတင်တာလောကကြီးနဲ့မိတ်ဆက်ပေးတာဘယ်သူလုံးဆိုအမေအဲ့တော့လောကကြီးဒီခုလုံးကအောင်မြင်ကြီးပွားမှုတိုးတက်မှုတွေနဲ့မိတ်ဆက်ပေးတယ်ဘယ်လိုဆိုအမေအဲ့တော့လို့မြတ်စွာဘုရားနံပါတ်1ကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်မိဘနှစ်ပါးလို့ပြောတာအဲ့တော့လူတိုင်းမှာမိဘဆိုတာရှိတယ်ဖြစ်သွားတာအတိအကျကျေးဇူးတင်ရမယ်အတိအကျပြုရမှာလောကကြီးတစ်ခုလုံးမှာဒီလိုရှိတာဒါကျေးဇူးတရားတွေကိုဆင်ခြင်စဉ်းစားကြည့်လိုက်လို့ရှိရင်ကျေးဇူးတည်တတ်တဲ့ကျေးဇူးသိခြင်းဆိုရင်အဲ့ဒါတွေကိုအတိအမှပြုအဲ့ဒီအတိအမှပြုတဲ့သူတော်ကောင်းစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တော့သားသမီးဟာမိဘကိုကျေးဇူးဆက်ကြတယ်မိဘကိုကျေးဇူးဆက်တယ်ဆိုတော့ဘာလို့ကျေးဇူးဆက်ပုံဆက်နေတယ်အမျိုးမျိုးရှိတယ်ကိုယ်လုပ်ပြီးတယ်လို့ကိုယ်ပြန်လုပ်ပြီးတယ်ဟုတ်လားအာပါရကကိုယ်ငယ်တုန်းကဆောက်ရှောက်ထားတယ်လို့ကိုယ်ပြန်ဆောက်ရှောက်တယ်ကိုယ်ငယ်တုန်းကကျွေးခဲ့တယ်လို့ပေါ်တဲ့ကပြန်ကျွေးပေးတယ်ဒီနှစ်ခုတော့ရဣမတ္တလောကတ္တဓတ္တိတာရောဆိုတဲ့ဟာကိုဘာမှလုပ်ပြီးမရနောက်မိဘကျေးဇူးဆိုပေါ်မစနိုင်ဘူးအဲ့ဒါပြောတာနော်နံပါတ်1နဲ့2တော့လုပ်လို့ရနံပါတ်3ကလုံးလို့မရဘာလို့ကိုယ်ကနောက်မှမွေးတာဟုတ်ကိုယ်နောက်မှမွေးတာဆိုဘယ်လိုနည်းနဲ့မှအဲ့ဒီကျေးဇူးတရားကိုတော့မဆက်နိုင်ဒါကြောင့်မိဘရဲ့ကျေးဇူးတမန်ဆောက်လို့မကုန်ဘူးဆိုတာရသော်ရဒီချက်ကိုပြောရလို့ဖြစ်နော်ဘယ်လောက်ဒီအောင်မြတ်စွာဘုရားဟောထားတော့ဆိုမိဘကိုကျေးဇူးဆက်တယ်ဆိုတာတဲ့
မိဘကိုပြုစုတယ်ရှင်မိုးချုပ်ပေးတယ်အဝတ်စားလဲပေးတယ်အစာရည်စားကျွေးတယ်ညောင်းညရင်နှိမ့်နေပေးတယ်ဒီလိုပဲပြုတယ်ဆိုတော့လည်းပုံအဲ့ဒီလိုလုပ်တယ်ရှ िख ိုးတယ်ဝှချတယ်လူတွေပေးတယ်ဒီဟာတွေဒါလောက်လေးနဲ့မိဘလုပ်တဲ့ကျေးဇူးတွေကြည်တယ်လို့ငါဘုရားဘယ်တော့မှမဟောဘူးလေငါမဟောနိုင်ဘူးတဲ့ဒါလောက်လေးဒါလောက်တုံ့ပြန်မှုလေးကျေးဇူးကြည်ပြီလို့ငါမိဘရဲ့ကျေးဇူးတွေကိုကျေအောင်ဆက်ရပြီဘယ်တော့မှမဟောဘူးတဲ့နောက်ဒီအောင်မြတ်စွာဘုရားဟောလိုက်တော့ဒီမင်းအသက်တရားရှိလို့တက်တရားရှိတဲ့သာသမီဟာမိဘကိုအနှစ်တရာအဖကိုလက်ရပဲပခုံးပေါ်တင်အမေကိုလက်ဝဲပဲပခုံးပေါ်တင်ဒါပခုံးပေါ်တင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ဆိုလိုတာတာဝန်ယူတာကိုပြောတာတကယ်မိဘဘယ်လိုလုပ်ပခုံးပေါ်တက်ထိုင်နေလို့ရနော်သို့သောစာထဲမှာအဲ့လိုပြောတာမိဘရဲ့တာဝန်ကိုယူတဲ့အဓိပ္ပာယ်ကိုပြောတာလူဆိုတာတာဝန်ထမ်းတဲ့အခါပခုံးနဲ့ထမ်းတာကိုရောက်ကြတယ်ပခုံးနဲ့ထမ်းအဲ့ဒါကြောင့်မို့လို့အဲ့ဒီအဓိပ္ပာယ်ဖခင်ကိုလက်ရပခုံးပေါ်မှာမိခင်ကိုလက်ဝဲပခုံးပေါ်မှာထားအနှစ်တရာသက်ရှိလို့တစ်သက်လုံးလှုပ်ကြွေးတောင်းမှပဲမိဘတွေကကိုယ့်ပေါ်မှာပြုလုပ်ခဲ့တဲ့ကျေးဇူးတရားအကုန်ဆက်ပြီးပြောလို့မရဘူးပြောနိုင်ဘူးဒါဟုတ်လားဒီလိုဆိုလိုတာနော်ဘာလို့လဲဆိုခုနဆုတော်ကကြည့်ရင်1နဲ့2ပဲလုပ်ပေးလို့ရ3မပေးနိုင်ဘာကရေးလို့ပြော introduce လုပ်ပြီးလုပ်မှာဒါဖြင့်ဒီဘာတွေကိုခြေစွပ်ဆက်တဲ့နီးအဲ့ဒါကောင်းတဲ့ခြေစွပ်ဆက်တဲ့နီးမရှိဘူးလားရှိတယ်ဆိုတော့ဓမ္မနဲ့ခြေစွပ်ဆက်တာတဲ့ဒီဘာတွေရဲ့ဒီဘဝတွေမှာတန်လျာအတွက်ပါကောင်းစေနိုင်တာဖြစ်လို့ဓမ္မနဲ့ခြေစွပ်ဆက်တာတဲ့ခြေတယ်ဘာလို့လဲဆိုကိုယ်မိဘကဓမ္မနဲ့ခြေစွပ်ပြုခဲ့တာမဟုတ်ဘူးပေါ့နော်လောကကိစ္စတွေနဲ့ခြေစွပ်ပြုခဲ့တာအဲ့တော့ကိုယ်ကဓမ္မနဲ့ခြေစွပ်တုံးတင်ဆိုင်ဓမ္မရှုထောင့်ကနေခြေစွပ်ဆက်မဆိုင်ဖြေးတယ်ဘာလဲလို့ဆိုဓမ္မရှုထောင့်ဆိုကိုမိခင်ဖခင်ခြေစွပ်ရှင်ညာကိုချင်းသီလတွေလိုအပ်နေသေးတယ်နော်သီလမရှိသေးဘူးဆိုသီလရှိအောင်သူကသီလရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရအောင်ဝိဆောင်ပြီးတော့ပေးတယ်ရှင်နေတွေဖန်တီးပေးတယ်တရားတရားတွေမရှိသေးဘူးဆိုတရားရှိအောင်လုပ်ပေးစွန့်ကြဲမှုဥဒန်းမှုတွေအားနည်းနေသေးတယ်ဆိုရင်စွန့်ကြဲမှုရှိအောင်အသိပညာအားနည်းနေသေးတယ်ဓမ္မနဲ့ပတ်သက်တဲ့အသိပညာတွေအားနည်းနေတယ်ဓမ္မနဲ့ပတ်သက်တဲ့အသိပညာရရှိအောင်လုပ်ပေးအဲ့လိုတက္ကာတို့သီလတို့စာကားတို့ပညာတို့ဆိုရင်ဒီကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ်တဲ့တရားတွေကိုယ့်ရဲ့မိဘရဲ့နှလုံးသားထဲရောက်အောင်မိမိအနေနဲ့တနည်းတလမ်းဆောင်ရွက်ပေးနိုင်မယ်ဆိုလို့ရှိရင်နော်မိဘရဲ့ကျေးဇူးတွေကြီးပါတယ်လို့မြတ်စွာဘုရားပြောဟောတာဒါဘုရားဟောတဲ့တုတ်တန်ထုတ်ပြီးတော့ပြီးလို့ဟုတ်မိဘရဲ့ကျေးဇူးကြီးပါတယ်လို့တချို့ကမကျေနိုင်တာကိုအကြောင်းပြုပြီးတော့ပြောကြတယ်ဒီမှာမြတ်စွာဘုရားတောင်းတဲ့တာဝရိဏဓာတ်ဖြည့်တက်ပြီးအဘိဓမ္မာတရားဟောတယ်။မေတော်မိနတာကိုတွားပြီးတော့မိဘကျေးဇူးဆက်တယ်ပေါ့။အဲ့လိုကျေးဇူးဆက်တာတော့မှပဲ။တို့တလုံးကိုပဲကြည်တယ်လို့ပါလို့ပြော။ဒါသာလာပိလာစကားမဟုတ်ပါဘူးနော်။သာလာပိလာစကားမဟုတ်။ခုမြတ်စွာဘုရားဟောတဲ့စကားမြတ်စွာဘုရားလည်းကျေးဇူးဆက်တာကြည်တယ်လို့ပြော။နောက်လို့ဆိုမေရမာယာဟာဘုရားလောင်းလေးဝေဖတ်ပြီးတော့9 ရက်မြောက်မှာကံကုန်သွားတာကံကုန်သွားတော့သူဘုရားတရားတွေကြားနာခွင့်မရရှာဘူးဒါကြောင့်မို့လို့အထူးတတိမြတ်စွာဘုရားမေတော်ကိုဥတည်ပြီးတော့ပြီးတော့မှတရားတက်ဟောတယ်မေတော်ကြီးဟာသောတာပန်ဖြစ်ဟုတ်အရိယာဖြစ်အဲ့ဒါကျေးဇူးခြေတယ်လို့ပဲပြောဒီမြတ်စွာဘုရားတုတ်တယ်ခြေတယ်ဆိုတဲ့စကားလုံးကိုဘယ်လိုသုံးတာလဲဆိုကတံဝါပฏิကတံ
မိဘကကိုယ်ပေါ်မှာလှုပ်ပေးခဲ့တာကတအဲ့ဒီကတကိုပฏิကတတုတ်ပြန်ပြီးတော့ပေးရတယ်ဆိုတာကျေးဇူးဆက်တယ်ဒီလိုလေးကိုပြောတာနော်အဲ့တော့ကျေးဇူးတရားအဲ့လိုနည်းနဲ့ဆက်ကြတယ်ဒါဖြင့်အပြန်အလှန်ကြည့်မယ်ဆိုလို့ရှိရင်သာသမီကရောမိဘအပေါ်မှာမိဘဆိုတာသာသမီပေါ်မှာပထမဆုံးစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဆိုသူကကိုယ်သာသမီကြီးဆရာတုတ်ပြန်လာတာကိုမမျှော်လင့်ပဲနဲ့ဆောက်မိဘရဲ့ဒီမေတ္တာတရားအလောတရားမှာတန်ရှင်းတောက်ဆင်သူကိုယ်တိုင်ကစပြီးတော့သာသမီကြတော့ကိုယ်ကပြန်ပြီးတော့ပေးဆက်တဲ့သဘောပဲဖြစ်တယ်။ဘာလို့ပေးကိုယ်ကပြန်ပေးဆက်ရတဲ့သဘောဖြစ်တယ်။အဲ့တော့မိဘကသာသမီကိုပြန်ပေးဆက်ရတယ်ဆိုတာမျိုးမရှိဘူးတရား။သာသမီကပဲပေးဆက်တယ်လို့ပြော။ဘာလို့လဲဆိုစလုပ်တဲ့ပုဂ္ဂိုလ်မိဘကဖြစ်တယ်သာသမီမဟုတ်ဘူး။ဘယ်တော့လဲတွေ့ကောင်းတွေ့နိုင်တယ်။အသက်ကြီးတော့မိဘကိုပြုစုတယ်ပြုစုတော့မိဘကလည်းဒီသားရဲ့ကျေးဇူးဒီသမီးရဲ့ကျေးဇူးဆိုပြီးတော့ကျေးဇူးဆိုတာမရှိဘူးလားရှိတာပေါ့ရှိတယ်ဒါပေမဲ့ဒီကျေးဇူးတရားတွေဟာဒီဆိုလိုတာကမိဘစီကငွေကြေးယူပြီးတော့သုံးတဲ့အခါမှာဒီပြန်ပြီးတော့ကိုယ်ကပေးဆက်ခြင်းပြတာဖြစ်တယ်ကိုယ်စီကမိဘကယူသုံးတာမဟုတ်ဘူးဒီလေးပဲမျိုးပေါ့နော်အဲ့တော့ဘယ်ဘက်ခါပဲကြည့်ကြည့်ကိုယ်ကပေးဆက်တဲ့ဘက်ကလည်းရှိကိုလုံးလေးတဲ့ညဒီမိဘရဲ့ကျေးကိုပြန်ပေးဆက်နေတဲ့သဘောပဲဖြစ်တယ်ကိုယ့်ရဲ့ကျေးဇူးရဲ့လို့မိဘပေါ်မှာတင်နေဆိုမရှိဘူးမရှိဘူးအလို့ဆိုရင်သားသမီးကလည်းပြောမှာနော်အမေကကျေးဇူးရှိတာဟုတ်တယ်အခုကိုယ်ကနေပြီးကျေးဇူးပြုတ်ကျေးဇူးတွေလည်းရှိတယ်ဒီလိုပြောလို့မရဘူးနော်ကိုလုံးပေးတဲ့ညဒီကျေးဇူးဆက်တာပဲရှိတယ်အကျွေးဆက်နေတာပဲဖြစ်တယ်။ကွာဆလောက်တာမဟုတ်ဘူး။ကျေးဇူးတုံ့ပြန်မှုပဲရှိတယ်။ကွာဆလောက်တာဆိုရင်တော့ကိုကျေးဇူးကိုဆက်တယ်ဆိုတော့ဒီပဲရတာပေါ့။ကိုသားသမီးရောက်တဲ့အခါကျတော့ကိုဟာသူတို့ကိုစလုပ်ပေးတာ။သူတို့ကကိုဘာမှလုပ်မပေးဘူး။ကိုကစလုပ်ပေးတာ။ကိုကသူတို့ကိုပြုပေးလိုက်တဲ့သဘောပဲ။သားသမီးတွေကကိုစီကိုပြုစုတဲ့ဆိုလို့ရှိရင်သူတို့ရဲ့ကျေးဇူးရဲ့လို့ပြောကြမလို့ပြန်ပြီးတော့သူတို့ပေးဆက်ခြင်းများတာဖြစ်တယ်ဒီလိုလူလောကမှာအပြန်အလှန်ဟာသို့တော့ဒါကကျေးဇူးတုံ့ပြန်ခြင်းကျေးဇူးပြုခြင်းကျေးဇူးဆက်ခြင်းဆိုတာနဲ့ပတ်သက်ပြီးဘုန်းကြီးတို့တွေနားလည်ဖို့နောက်တစ်ခုကကြည့်ရဆိုလို့ရှိရင်မိသားစုဆိုလို့အပြန်အလှန်ကျေးဇူးပြုမှုတွေရှိကျေးဇူးပြုတယ်ဆိုတာအသက်ရှိယက်တည်ဖို့အတွက်ဘဝမှာဒီယက်တည်နိုင်ဖို့အတွက်ထောက်ဖို့သာသမီကလည်းမိဘကိုကျေးဇူးပြုတာပဲမိဘကလည်းသာသမီကိုကျေးဇူးပြုတာပဲဟောဒီအိမ်ကြီးတိုက်ကြီးကလည်းပဲအိမ်ထဲနေတဲ့လူတွေကိုကျေးဇူးပြုတာပဲလျှက်စစ်မီးတွေကလည်းကျေးဇူးပြုတာပဲအာဟာရတွေကလည်းကျေးဇူးပြုအားလုံးဟာဥပနိဒေယပစ္စည်းတွေသွားနေကြတယ်အကုန်အားကောင်းတဲ့အထောက်နောက်ဆုံးမှာအိမ်ပေါ်မှာအလှထားတဲ့ပန်းလေးကစအကုန်လုံးဟာဒီသက်ရှိတ attva တွေယက်တည်နိုင်လို့ရတဲ့ထောက်ကူပေးနေတာဒီပဲဒါဟာကျေးဇူးပြုနေတယ်လို့ပဲဒီလိုပြောရအောင်နော်ကားကလည်းလူကိုကျေးဇူးပြုတယ်ဘာလို့မကြောင်းရာလွယ်လွယ်ကူနဲ့အချိန်တိုတိုနဲ့ရောက်တော့ဟောကားတွေကျေးဇူးပြုဘယ်ဟာပဲဖြစ်ဖြစ်ကိုယ်အကျိုးပြုတာမှန်တယ်ကျေးဇူးပြုတယ်လည်းခေါ်ရတယ်နော်ကောင်းကျိုးချမ်းသာတွေဖြစ်ပွားစေတဲ့အရာတွေကိုလုပ်ပေးတာမှန်တယ်ကျေးဇူးပြုတယ်အသိဉာဏ်တွေပေးတာကျေးဇူးပြုတယ်အလင်းအောင်ပေးတာကျေးဇူးပြုတယ်အတဏ္ဍာပေးတာကျေးဇူးပြုတယ်အားလုံးဟာကိုယ်ပါဝင်ခြင်းမှာသွားလာတော့ရှာတယ်နောက်ဆုံးမှာကိုယ်ပြောရင်လေတစ်ပင်ငါတောင်မှပဲကိုယ်ကိုအေးပြစေတယ်ဆိုရင်ဒါတစ်ပင်ကကိုယ်ကျေးဇူးပြုတာပါလေလမ်းကြီးကဖြောက်ကျူးနေတော့ကိုယ်သွားတာလွယ်လွယ်ကူနဲ့သွားဒီလမ်းကြီးကကိုယ်ကျေးဇူးပြုတာပဲဟောရန်ကုန်သူရအောင်သားတွေဆိုလို့ရှိရင်လက်ရွှေဘုံဘုရားကြီးဖူးရရင်စိတ်ထဲမှာကြည်ဘူးဒါဘုရားကြီးကကိုယ်ကျေးဇူးပြုတာပဲဒီလိုဆိုလိုတာပေါ့ကျေးဇူးပြုမှုဆိုတာပဝန်းကျင်ကြီးတစ်ခုလုံးကိုယ်ပုံမှာကျေးဇူးဖြစ်နေတာအဲ့တော့ကျေးဇူးပြုနေတာတွေကိုကျေးဇူးတင်တတ်လာတဲ့အခါမှာလူတွေဟာတူပေါ်တူမှာဒီငါလုပ်ပြီးငါကြီးပဲလုပ်ရတယ်မင်းကမလုပ်ဘူးလို့ဒီလိုတူပြောစရာလည်းအကြောင်းမရှိဘူး
မိသားစုဟာတကယ်ကတော့ဒီအိမ်တော်တစ်ခုထဲမှာနေတဲ့မိသားစုတွေဖြစ်ဖြစ်ရက်ွက်ထဲမှာနေတဲ့မိသားစုတွေပဲဖြစ်ဖြစ်တဏ္ဍာထဲမှာတည်နေကြတဲ့မိသားစုတွေပဲဖြစ်ဖြစ်အပြန်အလှန်ထောက်ကူပေးမှုတွေရှိနေကြတာဖြစ်ပါတယ်တကယ်တော့မေတ္တာလို့ဆိုရင်မိတ်ဆွေစိတ်ဓာတ်တွေနဲ့နှွေးနှွေးထွေးထွေးနေကြမှာဖြစ်တယ်ပေါ့အဲ့လိုနှွေးနှွေးထွေးထွေးတူတူမေတ္တာတွေနဲ့ဒီလိုနေနိုင်မှအဲ့လိုမနေဘူးဆိုလို့ရှိရင်ဒီအမုန်းတရားတွေပွားပြီးတော့လောကကြီးဟာအသက်ရှင်ဖို့ခက်ခဲလာတယ်ဒီကနေ့လောကကြီးမှာဆိုလို့ရှိရင်ကဘာကြီးမှာလူတွေချင်းချင်းအမုန်းပွားမှုတွေနော်မေတ္တာတရားအားနည်းမှုတွေမေတ္တာတရားကြောင့်ဒီခါးပြီးတဲ့မုန်းတိမှုတွေဒါတွေကြောင့်လောကကြီးဟာပျက်စီးတော့မဲ့အနေအထားတစ်ခုရောက်လာတယ်။သက်ဆောင်များကိုယ်တိုင်ကဟောခဲ့တယ်။လူသားတွေပျက်စီးတော့မယ်ဆိုရင်တိတ်ဘောအာဂါတောပစ္စည်းပတ္တိတောတိတ်ဘောဆိုတိတ်ပြီးတော့ပြင်းထန်တဲ့အာဂါတဆိုရံပြိုးတွေစိတ်ထဲမှာနာကြီးမှုတွေတအားပြင်းထန်လာအဲ့ဒီပြင်းထန်လာတာတွေရှိလာပြီဆိုရင်ဒါလောကကြီးပျက်စီးတော့မှာပျက်စီးတဲ့ဘက်ကိုဥတည်နေဒီကနေ့ခေတ်မှာကြည့်ပေါ့ဒီမေတ္တာခါချောက်လာတဲ့ဘောကြောင့်လူတွေရက်တဲ့တိုက်တဲ့ခိုက်တဲ့လူတွေတရားဒုက္ခရောက်အောင်ကိုနဲ့ဒီဆိုင်လူရောမဆိုင်လူရောအဖြစ်ရှိလူရောအဖြစ်မဲ့လူရောအကုန်လုံးလေဒီကနေ့ခေတ်မှာရမ်းပြီးတော့လှုပ်ထားတယ်ဖြစ်လာတယ်ပေါ့အညို့အတေးတွေနဲ့ဘလူတေးတေးကိုယ်သက်ရှင်ရေးအတွက်ဆိုပြီးတော့ဒီ selfish ကိုချိုးရှာသမားကိုချိုးကိုရှေ့တန်းတင်ပြီးတော့လောက်လာတာများလာလို့ရှိရင်ခုနကအပြန်အလှန်အကျိုးပြုပြီးတော့ဘဝရည်တည်နိုင်တယ်ဆိုတဲ့မေတ္တာအတိုင်းအဝိုင်းကြီးဟာပြိုကျပျက်စီးသွားတယ်ပြောမယ်ဆိုလို့ရှိရင်ဒီတက်မဲ့တ attva နဲ့တက်ရှိတွေဟာမေတ္တာနဲ့ဆက်သွယ်တာမဟုတ်ဘူးနော်မေတ္တာပို့တာတက်ရှိခြင်းနဲ့ပို့တာသို့တော့ကြည့်မယ်ဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်ကဘာကြီးတည်ဆောက်တာမေတ္တာနဲ့ပဲတည်ဆောက်လို့ရမှာပေါ့အမုန်းတရားတွေများလာပြီဆိုလို့ရှိရင်ဒီသစ်ပင်တွေရှုပ်တယ်ဆိုပြီးတော့ခုတ်လဲပြင်းမယ်တောတွေကိုခုတ်လဲပြင်းမယ်ဒါတွေလည်းလောကကြီးတကူလောဘကိုအကြောင်းပြုပြီးတော့လူကျင်မှုတွေများလာပြီးတော့လောကကြီးတစ်ခုပေါ်မှာလောဘကိုမထိန်းနိုင်ဘူးပျက်စီးဆုံးရှုံးကုန်တာပါဝင်ခြင်းဒီလိုတွေဖြည့်ဆည်းပြစ်တာမျိုးတွေကိုဖြည့်ဆည်းမှမသိဖြည့်ဆည်းပြီးကိုရတယ်လို့ထင်ပြီးတော့လူတွေကမိုက်လောက်ကြတဲ့အတွက်ကြောင့်ကမ္ဘာလောကကြီးကလူတွေအသက်ရှိဖို့အတွက်တပြေးပြေးခက်လာတယ်ရှိပါလားတပြိုင်မပေါက်တဲ့ဂျိုမှာဆိုရင်လူသားတွေသက်ရှိတတ်တော်တွေမရှိနိုင်ဘူးလို့ပြောတာပဲလေဒီဒါကြောင့်မို့လို့ကိုယ်နဲ့အသီးသီးဟာအပြန်အလှန်ဆက်သွယ်ပြီးတော့နေကြတယ်မိသားစုမှာဆိုလည်းမိခင်နဲ့သားသမီးဟောမြေတူမဆိုတာဒီအားလုံးဟာမိတ်ဆွေတင်သားတွေအပါဝင်လောကကြီးဟာအပြန်အလှန်မေတ္တာတွေထားပြီးတော့တဦးကျေးဇူးတဦးမှာလို့ဆိုတဲ့အတိုင်းအပြန်အလှန်ကျေးဇူးရှိကြတာဖြစ်တော့ကြောင့်ဘယ်လုပ်အမြဲတမ်းစိတ်ဓာတ်ဒီမေတ္တာကိုအခြေခံတဲ့စိတ်ဓာတ်တွေနဲ့တွဲညီညာဒီထိုင်သွားကြမယ်ဆိုရင်ကဘာကြီးဟာကျေးဇူးတည်တဲ့ကဘာကြီးဖြစ်ပြီးတော့အလုံးကျေးဇူးတရားတွေဒီပေါ်မှာကျေးဇူးကမ်းခြင်းကျေးဇူးကိုအတိမမပြုခြင်းဆိုတာဒီမရှိလို့လူတွေမှာသူတော်ကောင်းစိတ်တွေကိန်းဝါပြီးတော့နောက်ဆုံးမှာစိတ်ချမ်းသာမှုခြေပြုပြီးတော့စိတ်တည်ငြိမ်မှုရလာတယ်စိတ်တည်ငြိမ်မှုကိုကြောက်ပြီးယထာဘူတညာတတတဘာဝဖြစ်မှန်တွေကိုသိရှိနိုင်တဲ့အသိဉာဏ်တွေရလာတယ်လို့ဆိုတဲ့ဝိဇ္ဇအကျိုးတရားတွေကိုရရှိပြီးနောက်ဆုံးကိုယ်ဘဝဒုက္ခမှာတွန်းမြောက်နိုင်အောင်ကြိုးစားမှုတွေကိုလုပ်လာနိုင်တဲ့အမှုဖြစ်ပြီးရောက်ရှိလာနိုင်တယ်ဆိုတာသိရှိနားလည်ပြီးတော့ကိုယ်ချက်တရားကောင်းမွန်ခြင်းစိတ်တည်ငြိမ်အောင်ကြိုးစားခြင်းဘုဒ္ဓနာမှာကောင်းမြတ်တဲ့ဒီကုသိုလ်တရားတွေပွားများအောင်ဆောင်ရွက်ခြင်းဖြင့်တန်တရားဝဆင်းရဲကလွတ်ကင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း